မင်္ဂလာပါကျွန်တော်ကိုသစ္စာပါခင်ဗျအဲ့တော့ဒီနေ့မှာတော့ကျွန်တော်ဘောလုံးပွဲပြောတာနဲ့ပတ်သက်ပြီးတော့ဘောလုံးပွဲပြောဖို့ဝါသနာပါတဲ့သူတွေဘောလုံးပွဲပြောသူအဖြစ်ရက်တည်မဲ့သူတွေအတွက်ဒီ episode 2 အစီအစဉ်လေးကနေပြီးတော့ထပ်မံမျှဝေချင်ပါတယ်ခင်ဗျအဲ့တော့ပထမ episode 1မှာတော့ကျွန်တော်တို့နဲ့ Mark နဲ့တွေ့ဆုံမေးမြန်းကန်တဲ့ကနေပြီးတော့နောက်ထပ်သူ့ရဲ့အကြံပြုချက်ကလေးကိုဒီ episode 2မှာထပ်မံပြီးတော့တင်ပြချင်ပါတယ်ခင်ဗျဒါကြောင့် Mark အနေနဲ့ဘောလုံးပွဲပြောတဲ့သူတွေအတွက်မဖြစ်မနေဘာတွေလိုအပ်လဲဆိုတဲ့အကြံပြုချက်ကလေးကိုအတူတူနားထောင်ကြည့်အောင်ပါခင်ဗျ To prepare well, to understand the game, and listen to other commentators. I know maybe you're talking about commentary not in English language, but the principles are the same in whatever language. Everybody English speaking has a favourite commentator maybe that they listen to, and don't copy, but have your own style. And learning and listening to other people, I think, is very important to just get that balance right. Learn about the players. Player identification is very important. So I'd say, ဒါကတော့ Mark ပြောသွားတဲ့အကြောင်းအရာလေးပါပဲအဲ့တော့နှစ်ထပ်ရှိမှမှတ်မိဆိုသလိုပဲတိတ်ကိုအရေးကြီးတဲ့အချက်တစ်ချက်ကတော့သူကိုယ်တိုင်လည်းပြောထားပါတယ် prepare well ပါကြိုတင်ပြင်ဆင်မှုကိုကောင်းကောင်းလုပ်ပါလို့ပြောထားတာဖြစ်ပါတယ်ခင်ဗျအဲ့ဒါကြောင့်ဘောလုံးပွဲပြောတဲ့သူတွေအနေနဲ့ကတော့ကြိုတင်ပြင်ဆင်မှုကိုကောင်းကောင်းမွန်မွန်တည်တည်ချာချာကိုလုပ်အောင်မှာဖြစ်ပါတယ်သူပြောတဲ့အထက်တွေမှာပါလာပါတယ် player ရဲ့နာမည်တွေတိယုံနဲ့မကောက် player ရဲ့ identification တွေကိုပါသိရမယ်ပွဲရဲ့ stat တွေကိုနားလည်ရမယ်နောက်ကိုပြောမဲ့ပွဲရဲ့အကြောင်းတွေကိုနားလည်ရမယ်ဆိုပြီးတော့ပြောပြထားတာပါဒါကြောင့်သူက prepare well ဆိုတဲ့စကားလုံးလေးကိုသုံးပြီးတော့တည်တည်ချာချာလေးအကြံပြုထားတာတွေ့ရပါတယ်ဒုတိယတစ်ချက်ရှိပါသေးတယ်ခင်ဗျအဲ့ဒါကတော့ကျွန်တော်တို့ဘောလုံးပွဲပြောတဲ့သူတွေဟာဒီအင်္ဂလိပ်စကားအတိုင်းအတာတစ်ခုထိတက်တိနားလည်ပြီဆိုရင်ဘောလုံးပွဲပြောသူတွေမှာ favor တစ်ခုရတယ်အခွင့်အရေးတစ်ခုပို့ရတယ်လို့ပြောတာပါအဓိကတော့ဘာသာစကားရဲ့အတွေ့အကြုံပေါ့နော်ဒါလေးကလည်းသိရှိဖို့လိုရတယ်ဆိုတဲ့အကြောင်းအရာလေးကိုဖြစ်ပါတယ်ဆိုတော့ English စကားကိုအတိုင်းအတာတစ်ခုထိနားလည်ပြီဆိုရင်လည်းဘောလုံးပွဲပြောသူတွေအတွက်ကတော့ပုံမူပြီးတော့အထောက်အကူပြုရတယ်ဆိုပြီးတော့ Mark ကနေပြီးတော့အကြံပေးထားတာလေးဖြစ်ပါတယ်နောက်တစ်ခုကတော့ဘောလုံးပွဲပြောတဲ့သူတွေဟာနားထောင်ကောင်းအောင်မယ်ဆိုပြီးတော့ပြောထားပါတယ်နားထောင်တတ်တဲ့သူဖြစ်အောင်မယ်လို့ပြောထားပါတယ်ဆိုတော့ learn and listen ဆိုပြီးတော့သူပြောထားတာပါနားထောင်ရေးနဲ့လေ့လာပါဆိုတဲ့စကားလုံးကိုပြောထားတာဖြစ်ပါတယ်အဲ့တော့ဘောလုံးပွဲပြောတဲ့သူတွေအနေနဲ့ကတော့ဘောလုံးပွဲပြောတယ်မတူဘူးဖြစ်ဖို့ဆိုရင်တပားသူတွေပြောတဲ့ဟာကိုနားထောင်ရေးနဲ့လေ့လာဖို့လည်းလိုပါတယ်လို့ပြောထားပါတယ်ခင်ဗျနောက်တစ်ခုအရေးကြီးတဲ့အချက်ပါဒါကလည်းကျွန်တော်တို့ဘောလုံးပွဲပြောတဲ့သူတွေအတွက်မဖြစ်မနေအရေးကြီးတဲ့ချက်ပါ don't copy have your own style ဆိုပြီးသူပြောထားပါတယ်ဘောလုံးပွဲပြောတဲ့အခါမှာသူများတွေကိုနားထောင်ပြီးတော့လေ့လာလို့ရတယ်ဒါပေမဲ့ copy မကူးနဲ့ကိုယူမချနဲ့ have your own style လို့ပြောထားပါတယ်ကိုယ်ပိုင် style နဲ့ပြောပါဆိုပြီးတော့အကြံပြုထားပါတယ်ခင်ဗျာဒါကြောင့်ဘောလုံးပွဲပြောတဲ့သူတွေနဲ့ဘောလုံးပွဲပြောတော့မယ်ဆိုရင်ကိုယ်မူကိုယ်ဟန်ကိုယ်ထန်နဲ့ကိုယ်ပိုင် style နေနဲ့ပြောနိုင်ဖို့ကျွန်တော်ဒီစီစဉ်လေးကနေပြီးတော့အကြံပြုချင်ပါတယ်ခင်ဗျာကျွန်တော်ကိုသစ္စာပါပွဲပြီးမှကျေးဇူးတင်ပါခင်ဗျာ